ရေစင်းတက္ကသိုလ်ထဲကခြေရများကိုပြန်ရှာခြင်းမှန်းစားလို့မရတဲ့လွမ်းရက်နေများတွေနေရင်ထိုင်ရင်တွေးတွေကပေါ်လာမင်းရဲ့ဘေးကကောင်ငါလိုပဲပြောလာဟမ်တော်ပါကျွန်တော်တို့နှစ်ယောက်ကအခုတော့အဝေးမှာပေါ့ကိုကမင်းမရှိတော့တဲ့အဆွေးကပါတယ်နေမျိုးငယ်လေးမှာပေါ့တနေ့တရှင်ချင်းကတော့ထိုင်းမက်နေရေးပေးအတန်းနေခိုးပြေးပြီးတွေးခဲ့တာတွေကိုပြန်တန်းတာဝိုင်းရင်ယူတွေကခြေရများကိုတကယ်လွမ်းရရင်းစတာထိတ်ကလာရိပ်ပြငါးဘွားရဲ့တရင်ကတသိန်းစာရောက်ခဲ့တာတက္ကသိုလ်နယ်မြေနဲ့ခဏတာတခါကဝိုင်းရင်ယူရဲ့မိညာများဒီလိုနဲ့ကွန်ကရစ်နာခင်းထားတဲ့မျိုးပြတဲ့ထိုင်ကင်နှစ်ယောက်တူစီးခဲ့တဲ့အချိန်တွေဈေးရသီးကုံတိုင်းမှာရုပ်ရှင်တူကြည်ပြီးဝက်သားတူစားခဲ့တဲ့အချိန်တွေဒီပတိလန်တူလျှောက်ခဲ့တဲ့အချိန်တွေတပြေကုန်းညစီမှာကွစ်တီကိုနှစ်ယောက်တပွဲစားခဲ့တဲ့အချိန်တွေအော်အချိန်တွေရေတမာတန်းကြီးရေဟော်တီကြီးရေကွန်ပိုကေးရှင်းကြီးရေသမန်းကန်ကြီးရေကမ်းမှာထားသွားမယ်ဆိုတဲ့ကောင်းပါလေးအခုတော့ရေသင်းတက္ကသိုလ်ကြီးနဲ့အတူလွမ်းနေရပြီပေါ့အန်စင်ရင်